လေလူတွေကအများဆုံးလေအဲ့တိုးလေးတွေအစာကျွေးတယ်ပြီးသွားလို့ရှိရင်ဟိုမှာကြလားအဲ့ဒါလေးကိုစီးတယ်တိုးလေးနဲ့တပုံရိုက်တယ်ပြီးတော့တောင်ပြင်းကြီးကိုလည်းအနောက်ခံထားပြီးတော့တပုံရိုက်ကြရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ကြအခါ family ဖြစ်ပါတယ်ဒီမှာတိုးလေးတွေရှိပါတယ်အစာလည်းကျွေးလို့ရတယ်ပြီးတော့ view တွေလည်းအများကြီးကြည့်ပြီးတပုံလည်းရိုက်လို့ဒီအခါ family တွေကိုဝင်ကြေးဘတ်100ပေးရပါတယ်မပါသေးဘူးမကြီးရှိလေခြေလိုက်တာဟေးချစ်စရာတွေဟိုကအများကြီးပဲตัวเล็กมีมิสมาสีနားလေလူတွေကအများဆုံးလေအဲ့တိုးလေးတွေအစာကျွေးတယ်ပြီးသွားလို့ရှိရင်ဟိုမှာကြလားအဲ့ဒါလေးကိုစီးတယ်တိုးလေးနဲ့တပုံရိုက်တယ်ပြီးတော့တောင်ပြင်းကြီးကိုလည်းအနောက်ခံထားပြီးတော့တပုံရိုက်ကြရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ကြတယ်ဒီမှာကလေရှူကေးကအရန်လာတယ်တကယ်လုံးဝဘယ်လိုပြောရမလဲပြောစရာစကားတော့မရှိတော့Hello, Mr. Ship. How are you today? How do you feel? Chill, just chill. Hello. Just say hello. Hello, everyone. Đi về này, bảo là bố ạ. Tôi mà về bà là hạ mà đi. Không à. Bây giờ tôi hay không? Kìa, đi đi. Là lấy ra là siêu quá bà Vy.